အပိုင်းနေတော6ညမင်းကြီးမဟာမင်းလာစီသူကြောင့်တက်တော်80 1248ခုနှစ်တော်တရင်လောက်ွယ်နေ့တွင်နေပြည်တော်မှတိတ်လျှော်ရေးဤနေရာတွင်ကံကုန်ခဲ့သည်နောက်စာတန်းကတခင်မာလေးရှင်မိုးညိုတက်တော်18နှစ်1248ခုနှစ်တော်တရင်လောက်ွယ်နေ့တွင်ကံကုန်သည်ဟာဒါညကကျုံနဲ့တွေ့ခဲ့တဲ့အဖိုးကြီးနဲ့သူ့သမီးတော်ပဲကွာကျုပ်ကညကဖြစ်စဉ်ကိုဒေဗီကိုပြောပြတယ်ဒေဗီကတိတ်အယုံကြည်မရှိဘူးဒါပေမဲ့ထူးဆန်းတာကအဲ့ဒီတင်ញိုင်းနေရတဝိုက်မှာလူများစွာကတနေရာထဲမှာလက်ဘက်ကခုံရကထင်ကြံခဲ့တဲ့ခြေရာတွေတွေ့ရတာပဲပြီးတော့တိရစ္ဆာန်ခြေရာတွေကဒေဗီလည်းအချိန်တွေကိုရိပ်မိပြီးကျုပ်ကိုလက်ဆွဲလို့အဲ့ဒီနေရာမှာတုတ်နဲ့ပြန်ထွက်ပြေးလာရတော့တယ်တော်သေးတာပေါ့ကြက်တွေကမင်းကိုဝိညာဉ်နှုတ်ယူမသွားလို့အဲ့ဒါပါပဲမောင်တုပီနဲ့ဘိုက်ကလေးရဲ့အဲ့ဒါတော6တာကြက်ကုန်းလို့ခေါ်တဲ့ဟင်ကြက်ကုန်းဆိုတာဘာလဲအဖဆန်ကြက်ကုန်းဆိုတာနာဘွားတွေမင်းမှုတဲ့နေရာပေါ့ကွယ်တောအုပ်ထဲမှာကြက်ကုန်းတွေရှိတတ်တယ်သူတို့ရဲ့ပိုင်းနဲ့ထဲဝင်လာပြီးဆိုရင်သူတို့ကအဲ့ဒီလိုအမျိုးမျိုးဖန်ဆင်းပြီးခြောက်လန့်တာပေါ့ကွယ်တခါတည်းရန်လူအသက်ကိုပါနှုတ်ယူသွားတတ်ကြတယ်အန်ဒီကိုကြည့်ဆောင်ပေါ့ကွယ်ဟင်းဒါဆိုကြက်ကုန်းကိုတွေ့ရင်ဘယ်လိုလုပ်ရမလဲအဖဆန်မဟာမျက်မှောက်ထဲမှာအိုးစီတန်ဘုံတန်စောင့်တန်ကြရမယ်လူတွေကလည်းတမန်လူတွေနဲ့မတူဘူးညဝနန်းစားတွေနဲ့တွေ့မယ်အလွန်တရာချောင်းမောနေမယ်ဆိုရင်အဲ့ဒါတဘာဝမဟုတ်ဘူးကွကြက်တွေကလူရောက်ဖန်ဆင်းပြီးချောင်းလဲလွတ်တာပဲအဲ့ဒါနဲ့ကြုံတွေ့ရင်ကိုကဥအောင်တနက်နဲ့ပြစ်ပြီးတော့ဒါမှသူတို့ရဲ့ကြော်ကွင်းနဲ့မဝင်မှာထူးဆန်းပါပဲအဖဆန်ထူးဆန်းရမယ်လေရုံးမဆိုတာအကျယ်ကြီးဥစ္စာလူတို့ရနဲ့ဝိသလောက်မှုကွယ်တတိဝရိယနဲ့သွားပေါ့ကွယ်အဖဆန်ကထပြန်ကြည့်ပြီးကျုပ်တို့လည်းထိုအခါမှာအမဲပြည့်ရန်ထထွက်ကြပြန်ကြည့်ပြီးတကားတောကစိုးမိုးအောက်ပွားရှုပ်လာဤဝံရောင်တောကလူတယောက်ခန့်မြင့်ဤကျုပ်တို့လည်းဝံရောင်တောတွင်မှတိုးဝက်ဝင်ရောက်လာရသည်ဝါဖက်များတွင်ကပ်နေတတ်သောဝမုံများကမျက်စိတဲဝင်ပါကရုတ်တရက်မျက်လုံးမမြင်အောင်ဖြစ်တတ်၍သတိထားရ၏ဝေယောင်တော်လွန်တော့သစ်ပင်မြင်းများတွေ့ရ၏တောင်မူပင်ဒီဒူးပင်ထောက်လျှောက်ပင်တင်တဝဲပင်ကတုပင်ညံကြီးတစ်ဖက်ပင်မင်းပေါက်ပင်တောင်တဲပင်စသည့်အပင်တို့ကအုံမိုင်တားကောင်ကရှာမတွေ့ထိုစဉ်ဟေးဟိုမကြီးဆေရတော့ဟေးဘာလဲဘိုက်ကလေးလက်ညှိုးညွှန်ပြရာကြည့်လိုက်တော့မြေပုံမုံနှစ်ခုမှတ်တိုင်းကရံရွဲနေကြပြီးစာရန်တို့ကမထင်တော့မြေပုံနှစ်ခုကိုစင်ကိုရေးကြည့်နေစဉ်နာကပ်ပြီးလကွင်းတန်ကြားရတော့ဤကျုပ်တို့ရုတ်တရက်ခေါင်းတစ်ပန်းကြီးသွားဤလူများစုဝေးပြီးညာတန်ပေအော်လိုက်တန်တဲ့အတူအိုးစီဒုပတန်များပေါ်ထွက်လာဤကျုပ်တို့လည်းအတန်ကြားရာလှမ်းကြည့်မိလိုက်တော့အလိုဟိုခင်နှန်းွယ်ကပါလားခင်နှန်းွယ်မှာအိုးစီဒုပတန်များပေါ်ထွက်လာကြည်ဒုပတန်များကမိုးရန်တို့ညံတများတဲလောင်လာပါပြီတောင်ဟာဆရတို့မြေပုံလည်းတွေ့တယ်အိုးစီတန်တွေလည်းကြားတယ်ဟုတ်ပါပြီအဖဆန်ပြောသလိုတော့6ကြက်တွေကြက်ကုန်းကကြက်တွေဘိုက်ကလေးကတက်ရှိစင်ကြားကြက်တစ်ပြောင်းတော့ဝက်မြည်စီကပင်တွေ့စီကမူမတုံမလုံးရဲဝင်းရင်ဆိုင်တိုက်ပွဲဝင်ရဲတော်လေဤတမဲ့ပရလောကနန္နာဘဝရီကြမှာလွန်စားမှကြောက်ရွံ့တတ်ပေ၏ယခုလည်းဘိုက်ကလေးနေသေးရမရှိပြီကျုပ်လည်းလက်ဆုပ်လက်ကင်ရှိသောဖလိဆန်အုပ်ကိုရင်ဆိုင်လိုက်ခြင်းသည်ဤဝိညာဉ်ကောင်းလေးကြမှာရင်ဆိုင်ဖို့စိတ်စနောက်စလန့်ရှိလာ၏အိုကွာတပည့်ကြီးမကြောက်ပါနဲ့ကွာကျုပ်တို့မှာနှလုံးပြူပါတာပဲမင်းချက်တွေကနှလုံးပြူတံကိုခတ်နိုင်မလားအဲ့ဒီနှလုံးပြူကင်တဲ့လက်ချိန်စားကိုကြောက်နေရတာဗျထိုစဉ်ဘုံပေါင်းတန်လူတွေဤတချင်းဆိုတန်အော်တန်ဟစ်တန်တွေကခင်နှန်းွယ်မှာအော်ကျင်တိုင်းအော်ဆိုကျင်တိုင်းဆိုတီးကျင်တိုင်းတီးနေကြရာကျုပ်လည်းလာမတ်ပြီးပြည့်တွမဲ့ဆိုတဲ့ကဲ့သို့မထူတော့ဘူးဖြစ်ရကခင်နှန်းွယ်သို့ကြီးတက်သွား၏ဘိုက်ကလေးကတယောက်တည်းလည်းမနေရတဲ့ဖြစ်ကျုပ်နောက်မှတွဆုဖြစ်လိုက်ပါလာ၏ခင်နှန်းကျော်တွေ့ရသည့်မြင်ကွင်းကထူးဆန်းလာပြီးကြီးကြပ်ခမ်းနားလာသောလူတစုနန်းဝင်နန်းဆများနှင့်ကွေးနေအောင်ကောက်ခုံနေသည်အိုးစီဒုပတန်များကဘုံဝင်းတို့ညံတများတော်ကြီးခင်တဲ့တွင်
နတ်ဝင်နန်းဆောင်များနှင့်ကားခုံနေသူများမှာကျက်မှလွဲ၍အဘယ်လူသားဖြစ်နိုင်မည်နည်းကြည်ပါဦးဝင်းကြီးဘရင်မင်းသမီးအပြိုတော်ဆုံးပါပေကျုပ်တို့လည်းတစ်ပင်ခွဲမှချောင်းနေစဉ်ကျက်တယောက်ကကျုပ်တို့ကိုမြင်သားကြည်ကကျက်ကလက်ရလန်းခေါ်၏ဆရာတို့ခေါ်နေပြီဗျပြစ်ကျုပ်လည်းကျက်ခေါ်တော့မခံကျက်ကိုတနက်နေ့ချိန်ရပြီးပြစ်လိုက်တော့သည်လက်ဦးဘုကအရေးကြီးသည်မဟုတ်လားဟိုက်ပြစ်တယ်ဟာကျက်ကချက်ချင်းပင်မြေပြင်၌ပြဝစ်လိုက်သည်ကောက်ခုံလူတီတို့ကလည်းရုတ်တရက်ရက်သွား၏အိုးစီဘုံစောင်းတန်လည်းတိတ်ဆိတ်သွားသည်ဟာတုပ်ပြီးတနက်နဲ့ပြစ်နေပြီပုံဟေးတုပ်ပြီးပြစ်မဆောင်နဲ့ရေရှောင်းရင်လွတ်တယ်အောင်မဲကျက်ကကျုပ်နာမည်ကိုသိနေပါလားတော်တော်ဘုဒ္ဓရရှိတဲ့ကျက်ဆရာတို့တို့မြန်မြန်မာပြည်တလောဖိတောင်ကြောက်လိုက်တာကြည်စမ်းဆရာတို့အမိကိုလူလောကပါမကပရလောကလေးပါသိနေကြပါလားကျက်များကအတီးတီနိစေယအပင်ဂမုံခြုံများ၌ဝစ်ကြ၏အလို့ကျက်တွေကပုံနေပါလားပုံနေတာဘောဘိုက်ကလေးရကျက်လဲနှလုံးပြူကိုကြောက်တာပဲဟိတ်ကောင်တွေမင်းတနက်ချပြီးလက်မြောက်ထောက်ခတ်စမ်းဟာတတိဖစီဟုတ်ပါတတိဖစီကခြုံတွင်းမှနေ၍အောင်မင်းခန့်ငားလာသောအတန်ကျကြီးဖြင့်လှမ်း၍အမိပေးနေကြတော့သည်ဟာဟိတ်ကောင်ဘိုက်ကလေးတတိဖစီကဘလို့ရောက်နေတာလဲဘိုက်ကလေးကခေါင်းမိုးရိပ်မကြည့်ရဲ့မြေပြင်တွင်ဖီမူတောင်းထောင်နေရမှအိုးဆရာတို့ကလည်းအဲ့ဒါတတိဖစီဘဲကဖြစ်ရမှာလေဗျာကျက်ကတတိဖစီအောင်စောင်းနေတာနေမှာပေါ့ဟေးဟုတ်လားဟုတ်မဲပြစ်တာပြစ်ဗျာဘာစီကကြုံတိုင်းမှာဘလို့လို့ပြီးရိုးမတဲ့ရောက်နေမှာလေအေးကွာအိုးကွာကျုပ်လေတတိဖစီအောင်ဆောင်ထားသောကျက်ကိုနှလုံးပြူဖြင့်စင်ကပြည့်၏ကျက်ကခြုံဖို့အကွယ်တွင်ခေါင်းမဖော်ရဲတော့ပြီဘာစီကပုံနေရင်ဆက်ရီတိုင်းထား၏ဟိတ်ကောင်တို့ပြီမင်းတနက်ပြည့်ရမလားမရဘူးလားမရရင်မသိမြင်တဲ့တိုင်းပဲကွာအဲဟုတ်ပါဘူးငါနှလုံးပြူနဲ့တွေ့မယ်ကဲကွာဟိုက်ကျက်ကတနက်ရှိတယ်ကျက်ပါစီကမခေပါလားနှလုံးပြူဖြင့်ပြည့်ကြည်၏ကျုပ်တို့လည်းကြမပြစ်နိုင်တော့ကျက်ပါစီကလက်ဖြောက်လာ၏ဝိနေယထွက်နေသောကျုပ်၏အုတ်ထုတ်ကလေးကျက်ပါစီလက်ချက်ဖြင့်လင်းသွားကြရာဟဲ့ကောင်တို့ပြီမင်းလက်နဲ့ချမလားမချဘူးလားကျက်ပါစီကလူပါစီကဲ့သို့စိတ်တို့ချင်းတူနေ၏ရုတ်တရက်ထပြီးကျုပ်တို့စီတက်ကြီးလာနေကြရာကျုံမှာဘာစီကိုမပြစ်ခတ်ရဲတော့ဟဲ့ကောင်တို့ပြီတနက်ချလက်မြောက်ကျုပ်လည်းဘာစီကိုငကြောက်ဖြစ်ရကရောင်ရဲပြီးတနက်ချလက်မြောက်ရ၏ဟဲ့ကောင်ဘာဖင်မူတော့ထောင်နေလားလေကဲကွာဘိုက်ကလေးမျက်နှာမဖော်နိုင်ဖင်မူတော့ထောင်ပြီးကုန်းအောင်နေ၏ဆရာတို့ပြစ်ဗျာဘာစီမဟုတ်ဘူးအဲ့ဒါကျက်ဘာစီနာနာဘာဝဘာစီကျက်ကုန်းကတကြီးအောင်မကဲကွာဘာစီကဘိုက်ကလေးဖင်ကိုပိတ်ကန်လိုက်ရာဘိုက်ကလေးကစင်ဟိုတိုလိုလိမ့်ထွက်သွား၏ဟိုက်ကျက်ကကန်လို့ရတယ်ဟာဟဲ့ကောင်လေးဒီကောင်လေးကိုကျုံးတော့ဆန်းကျက်တပည့်များကကျုပ်ကိုနှွေကျုံးများဖြင့်လက်ပြန်ကျိုးတုတ်ကြရာကျုပ်တို့မှမလောက်တာဟင်းတုတ်ပြီပြစမ်းဘာဖြစ်လို့ကျုပ်ကိုတနက်နဲ့ပြည့်ရတာလဲဟင်းခမည်းတော်ကကြက်တွေမဟုတ်ဘူးလားဘာကြက်လဲကိုရကတတိကိုတော့ကိုမမိလောက်အောင်နင်းတို့ကဘာဖြစ်နေတာလဲဒီမှာကထိန်မစခင်းဖို့တောင်လင်းရကအရက်ဆက်ကိုတကူးတကသွားငားလာရတာရုံမကိုဖြတ်ပြီးနင်းတို့စကောင်းကောင်းကြည့်ပါစေအောင်ဆိုပြီးငါတတိကိုတိုင်းမရရအောင်အပင်မခံပြီးသွားငားလာရတာဟဲ့နင်းကရရေးလဲဘာမှအောင်ကိုရတနေ့သူများအသက်တွေကိုတက်နေတဲ့ကောင်အာကုတို့ကောင်အပင်ငေးကြမဲ့ကောင်ဟင်တကြီးဒါဆိုကြက်မဟုတ်ဘူးပေါ့လာပြန်ပြီဒီကြက်ဘာကြက်လဲနေဘိုးကြီးကြက်လားကဲတကြီးတို့15လာပြီရိုးတန်းလာပါလားအခုတော့နန်းဝင်နန်းစားတွေဝစ်ပြီးဟိုးစီဘုံတီးတန်ဘုံတီးပြီးကခေါင်လာကြတာကျုပ်ကကြက်တွေကျုပ်တို့ကိုလဲသားတယ်ထင်တာပေါ့ဟဲ့အခုငားလာတဲ့ဇက်ဖွဲ့သားတွေကအားလုံးတော်သူတောင်သားလဲသမားထောင်ရသမားတွေဟဲ့နားတဲ့ချိန်မှာလဲတဲ့စင်ထောင်ရခုတ်အလုပ်လုပ်ရတာငှားသူရှိမှကမန်ကရန်ထားလိုက်လာရတော့အချိန်မရဘူးပွဲရက်ကလည်းမရှိတော့ဘူးအဲ့ဒါကြောင့်မို့အခုလိုနားနေတဲ့အချိန်မှာ
တချီတမောင်းဇက်တိုက်နေတာအဲ့ဒါနင်တို့ကတော်တဲ့ကိုဘလို့လို့ရောက်လာပြီးတို့ကိုကြက်လို့လဲထင်တနက်နဲ့လဲပြည့်ရတာလဲတွတ်ပြီးနင်တော့ကြုံတိုင်းရောက်မှထိတ်တုံးခံရမယ်ဘာဆန်ပြောသလိုကြက်မဟုတ်ပါလားကြုံတိုင်းဘိုးရဲများကစီကားစွာကျင့်မနေကြပြီရွာမီ60မှလှဲများဖြင့်လာရကြည့်ကြ၏စပွဲကအိုးစီတန်ဒိုးဘက်တန်ဘုံတန်စောင့်တန်များကလေအသင့်ဝဲပါလာ၏ကျုပ်တို့ကတကြီးပါစီအေဘီနာအချုပ်ခန်းထဲ၌ထိတ်တုံးကိုသာအဖော်ပြရင်ကထပဲညကိုဖြတ်တန်းရသေးပါလားတကားအချိန်မြင့်မရှိတဲ့ယုံတဲ့ပုံမြင်ပြောသောမိုးစိုးအောင်ကြီးဘာဆန်ကိုသာမတင်မနဲ့ရေရင်ဖြင့်ကျုပ်တို့ဆရာတပည့်နှစ်ယောက်ကံကြမ္မာကိုသာရုံးမဲ့ဖွဲ့ရင်ဒီနေ့ကံကောင်းပါလား